ယုံကြည်ချက်မြင်မှာအမေသားကဘဝအကြောင်းသားလေအတူရောက်လိုက်စားမိုင်မဖို့မရည်ရွယ်အချောလာမရီကညာတွေအစီပေါ်မေးမေတာတော်ကကျောင်းစာကိုခင်တွယ်ကျေးဇူးရှင်အမေထက်တို့ရဲ့ပညာဆုံးမပြန်မဲ့အမေကျွန်တော်ဘဝအရွယ်ငယ်ငယ်လေးဝဲပြေကလွာရွာမတငယ်ချင်းများနဲ့ကစားကြတဲ့အချိန်ကိုရောက်ရင်ငယ်မှုမပြောင်းလေပဲအမြဲလိုသာမှန်းစာရွယ်အဖေရှိတဲ့အခါကတာကိုချင်းပြုတ်ပြလို့မျက်ရည်စုံကတာတို့ခေါ်ခဲ့အဲ့ဒါတွေတွေးမိရဲ့အော်မြို့မှာအနေကျွမ်းမိမယ်ကျွန်တော်စိတ်ကအရင်ဝေးပန်းနဲ့အမေနဲ့ရွာကိုလွမ်း